ဘာလို့လောက်ပြမသိဘူးလားမထိဘူးဟာတိလည်းမသိထိလည်းမသိရောဒီပါကိုဟဲ့လမ်းမရောမရောကောင်းချက်ပြီးဒီကောင်ဖြစ်သွားပြီကိုအဲ့မှာတော့ကောင်းတာအဲ့နမတော့အဲ့တူပါဘောတူပါဘောရှင်းတော့တူပါဘောအဲ့မချက်အဲ့မကောင်းကျမမထီဘူးလို့ပြောချင်တယ်ကောင်းကျမမထီပါဘူးလမ်းမှာလမ်းဖေးသူ့ရင်သူ့အကြပြေးနေတာမတကောင်ကားနဲ့လာတော့ပြေးတယ်လမ်းမကြီးမပြေးနဲ့လာပြီရိုးဟုတ်တာဘာညာကိုမောက်ကစားနေတာပေါ့နော်ဘာညာကြောနောက်တစ်ချက်မထီဘူးဒီမှာတို့မထီအောင်ဟာမတိအောင်ဟာညီမထီအောင်ဟာတီဗီဘောင်းလေးချိန်ပြန်မထီအောင်ဟာညီမတိအောင်ဟာညီမထီအောင်ဟာထိပါတစ်ချက်3ချက်တော့တခေါင်းကျန်သေးမြန်မာလေးပြေးလာဒိတ်အဲ့လိုမျိုးပြောချင်တာပြေးလာတော့တွေ့လိုက်တယ်ဒီကကြီးဆိုမထီဘူးလို့အဲ့ဒါကိုပြောချင်တာအဓိကကတော့မထီပါဘူးမထီပြောပြမထီဆိုတော့ကြည့်အောင်တိရတင်နေမှာဆိုလို့အကောင်တွေအကုန်လုံးတက်ပြရမယ်ပြန်တွေ့ပြီဘလို့အောင်လို့ဒီကောင်လေးလေပင်လေးထွက်နေတယ်အပင်တော့မထီဘူးလို့လွေးတော့ချန်စီကျော်တခိုးလားဒီရောင်းကျန်တည်းတွေ့လား40မှာ39တော့မပြစ်ပြကိုအောင် AC ကားလေးမောင်းချေးလာတယ်အဲ့မှာရှေ့မှာတော့ဟိုဝေးမှာတော့တွေ့လို့ကစနိုက်ပါတော့မယ်ပေါ့ဘာလဲဘာခုဘေးနာအတန်းဘောကိုရဲပိုဆိုးနေဘောအေးမြဒီကောစနိုက်ပါနဲ့လော်နေတာဆရာသမားကိုကလည်းတနက်တွေမှားပြောင်းဘောအဲ့ဆရာကိုကြီးလေဒုက္ခပဲဘာလို့လောက်ပြမသိဘူးလားမထိဘူးဟာတိလည်းမသိထိလည်းမသိရောဒီပါကိုဟဲ့လမ်းမရောကောင်းချက်ပြီးဒီကောင်ဖြစ်သွားပြီမပြေးနဲ့တကောင်ရှိတယ်ပြေးနေတော့ဒူဖူလေးနဲ့ချင်းတော့M24 တန်တိတ်လေးနဲ့ချင်းတော့အညာခုံစင်းမယ်ဟုတ်ပြီအကောင်ဘယ်နာမှရှိတယ်တီးတယ်ရှေ့မှာတွေ့ပြီโอเคချက်တော့အညာကိုတက်ပွဲပစ္စည်းလေးကောက်မယ်ဘာညာအမှန်တော့ဥပ္ပသွားလိုက်လို့လွတ်တယ်ကိုပစ္စည်းအရန်ကောက်ချင်တာမရအဲ့မတော်အေးငါထင်နေဘာပစ္စည်းငတ်လိုက်တာဒီအိမ်ဆိုနိုင်အောင်မင်းငါ